အငတ်ခဏခံရင်ပို့ပြီးတော့ဝလာနိုင်တယ်ပို့ပြီးတော့ဝိတ်များလာနိုင်တယ်ပို့ပြီးတော့အစီစုလာနိုင်တယ်နားကြမမဦးခဏအငတ်ခံရင်ပို့ဝလာမယ်ပို့ပြီးတော့အစီများလာမယ်ဘာကြောင့်လဲဆိုတဲ့အဖြေကိုသိချင်တယ်ဆိုရင်နေ့ဒီဗီဒီယိုဆက်ပြီးတော့ကြည့်လိုက်ပါWhat's up bees ဘာမှ bees နဲ့ကြိုဆိုပါရစေကျွန်တော်တို့ဘာမှ bees special admin ဒေါက်တာရဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကအရင်ကောင်းတဲ့ topic လေးပေါ့နော်ခဏအငတ်ခံတယ်ခဏအစား short စားမယ်အလွန်ကျွံ short စားတော့ခဏလုံးမယ်ဆိုရင်ပို့ပြီးတော့ဝလာနိုင်တယ်ပို့ပြီးတော့အစီတက်လာနိုင်တယ်ဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စပြောမယ့်အကြောင်းရင်းက diet တွေအလုံးမဖြစ်ဘူးအလုံးမဖြစ်တဲ့ပြင်ပို့ပြီးဝလာတယ်အဲ့တော့ဒီအကြောင်းကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်ပြောချင်တဲ့ diet က crash diet ကိုပြောတာအဲ့တော့ crash diet ဆိုတော့ပါလေမျိုးလုံးနဲ့မြင်အောင်ပြောမယ်ဗျာငါဓာတ်ပုံရိုက်ဖို့ရှိတယ်ဒါမှမဟုတ်ငါကန်းချီသွားရင်ငါဘကီနီလေးဝတ်ချင်တယ်အဲ့လိုမျိုးခေါင်းစဉ်အမျိုးမျိုးနဲ့ရုပ်တရက်ကြီးအလွန်ကျော်အငတ်ခံပြီးတော့ဝိတ်ချရတဲ့သူတွေကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူအများစုကနားလည်တာကအစားလျှော့မှဝိတ်ကြမယ်ငါမြန်ချခြင်းနဲ့ငါများလျှော့မယ်ဒါကကျွန်တော်ပတ်ဝန်းကျင်မှာလူအများစုဝိတ်ချဖို့အစီချဖို့အတွက်လုပ်လို့ရှိတဲ့အချက်အဲကြောင့်မို့ကျွန်တော်ကဒီဟာကိုကျွန်တော်ပြောခြင်းဖြစ်တယ်အဲ့တော့ဒီလိုမျိုးရုပ်တရက်ကြီးအစာအငတ်ခံတဲ့အလွန်ကျွံ calorie short စားလိုက်တဲ့ခါမှာဘာပြဿနာကြုံရလဲဆိုတော့ okay ခမရပေါင်100ရှိတယ်ပေါင်180ရောက်သွားတယ်အဲ့လိုပေါင်180ကိုကျသွားတဲ့အခါမှာခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကလျှော့လာတယ်ဒါကျွန်တော်လွန်ဆန်လို့မရအောင်ဒါတဘာဝတရားပဲအဲ့တော့ဇီဝဖြစ်စဉ်ကဘာလဲ calorie လောင်ကျွမ်းနှုန်းလျော့သွားတယ်ဒါအပြင် lean body mass လို့ခေါ်တဲ့ကြွက်သားပမာဏဆုံးသွားတယ်နောက်တစ်ခုကကြတော့အဆီပမာဏလည်းလျှော့သွားတယ်အဲ့ဒီအဆင်ပြေသေးတယ် okay weight တော့ကျသွားပြီဒါပေမဲ့ဒီကျအောင်လှုပ်လိုက်တဲ့ diet ပုံစံကအလွန်အကျွံအငတ်ခံတာ crash diet ဖြစ်နေတယ်အဲ့တော့ရေရှည်မစားနိုင်ဘူးအဲ့တော့အချိန်တစ်ခုရောက်လာပြီဆိုရင်ပြန်စားပြစ်ကိုပြန်စားချိန်မှာလည်းစိတ်လွတ်လက်လွတ်အလွန်အကျွံစားအောင်အလွန်အကျွံစားရင်ဘာဖြစ်လဲ weight ကပြန်တက်သွားမယ်180ကနေမူလ weight 200ကိုရောက်သွားတယ်လို့စဉ်းစားရတော့အဲ့လို200ရောက်သွားတဲ့အခါမှာတက်လာတဲ့ percentage မှာအစီရာခိုင်နှုန်းကပိုများပြီးတော့မာဆယ်ကပိုနေသွားတယ်။ Okay အဲ့ဒီပြဿနာမရှိသေးဘူး။ဘာလို့လဲဆိုတော့ငါ weight တော့ပြန်တက်လာတယ်။ဒါပေမဲ့ငါတက်လာတဲ့ပုံစံကအစီပိုများပြီးမာဆယ်နေသွားတယ်။အများပါတယ်ကွာမာဆယ်ကအရေးမကြီးပါဘူး။လက်ခံပြလို့ရတယ်။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုကသင်ရဲ့ခန္ဓာကိုယ်ကမူလ weight တော့ပြန်ရောက်ပါရဲ့။မူလမာဆယ် mass ကိုပြန်မရောက်ဘူးဆိုရင် तू ကမူလမာဆယ် mass ကိုရအောင်လုပ်ဖို့အတွက်သင်ကိုစားခိုင်းတယ်။စားဆိုပြီးတော့အစားခြင်းစေတဲ့ဟော်မုန်းတွေကိုစက်တိုက်ထုတ်နေတယ်။အဲ့မှာခင်ဗျာအထက်စားဖြစ်တယ်။ဘာပြဿနာဖြစ်လဲဆိုတော့ကြွက်သားတော့တက်လာတယ်။မူလကြွက်သားကိုပမာဏကိုပြန်ရောက်မယ်။ဒါပေမဲ့အစီကလည်းလိုက်ပြီးတော့စုတယ်။အဲ့တော့ဘာလို့အစီကအရင်စုတာလဲရှင်းလေးပဲကျွန်တော်တို့အစားတွေပြန်စားတယ်မစင်မကျင်စားတယ်အလွန်အကျွံစားတဲ့အချိန်မှာအချိုတွေများစားဖြစ်တယ်။အဲ့တော့ဘာဖြစ်လဲအင်ဆူလင်တက်လာတဲ့ခါမှာကျွန်တော်တို့ရဲ့ကြုံသွားတဲ့အစီဆဲလေးကအစီအရည်တွေအစီတွေကိုပြန်စုဖို့မြန်စုဖို့လုပ်တယ်။ဘာလို့လဲရှင်းလေးပြအစီစုရတဲ့လုပ်ငန်းက energy တိတ်မလို့အေးစစ်လေးတတရမြန်ဆန်လုပ်လို့ရတယ်။ဒါပေမဲ့ကြွက်သားတိဆောက်တဲ့အရာကြတော့အချိန်ယူရတယ် energy လည်းအရန်လိုရတဲ့အတွက်ကြောင့်နေတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအစီကိုအရင်စုတာဖြစ်တယ်။ဒုတိယအချက်ကတော့ခန္ဓာကိုယ်ရဲ့ self defense ခန္ဓာကိုယ်ရဲ့ကာကွယ်စနစ်ပေါ့ဗျာ။အဲ့တော့ခန္ဓာကိုယ်ရဲ့ကာကွယ်စနစ် self defense mechanism ဆိုတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့အငတ်ခံလိုက်တဲ့အခါမှာခန္ဓာကိုယ်ကကိုယ်မသာကိုယ်စိတ်လိုလက်ရအငတ်ခံတယ်လို့တွေးတာမဟုတ်ဘူးအဲ့ဒါကိုနားမလည်ဘူး min starvation မင်းငတ်သွားပြီမင်းငတ်မှုခေါင်းပါတဲ့ပြဿနာကိုကြုံနေရဆိုပဲအရာပဲ तू သိတာအဲ့တော့ तू ကဘာလုပ်လဲဆိုတော့ prevent လုပ်တယ်ဒီ weight ကိုဆက်မကြအောင်ငါရဲ့ဇီဝပစ္စည်းပြောရရင်ခန္ဓာကိုယ်က energy တွေတုံးနေတာကို short လိုက်တယ်ပြောရရင်ခင်ဗျားရဲ့ engine power ကလျော့သွားတယ် engine size ကသေးသွားတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ तू ဒီ restore ပြန်ပြီးတော့ဒီ weight ကိုပြန်တက်ဖို့ကြိုးစားတယ်ဘယ်လိုလဲဆိုရင်ရှင်းလေးပဲအစားခြင်းစေမဲ့ဟော်မုန်းတွေကိုထုတ်တယ်အဲ့တော့ခင်ဗျားတောက်လျှောက်ပိုက်စားရတယ်ဇန်စားခြင်းနေတယ်ဒါအပြင်အစီ cell တွေရဲ့အစီစုနိုင်နှုံးကိုလည်းမြင့်လိုက်တယ်အဲ့တော့အစီကမြန်စုနိုင်လာတယ်နောက်တစ်ခုကဘာလဲဆိုရင် prevent ကြိုတင်ကာကွယ်တာအဲ့ဒါဘာလဲဆိုတော့နောက်တစ်ခါငါငတ်ခဲ့ရင်ငါ ready ဖြစ်နေအောင်ငါပိုစုတာမယ်ဘယ်လိုပိုစုမှာလဲဆိုရင်အစီဆဲအသစ်တွေကိုထပ်ပြီးတော့ခဏကိုတိစောက်လိုက်တယ်အစီဆဲများလာတဲ့အတွက်ကြောင့်အစီပိုစုနိုင်လာမယ်နောက်တစ်ခါငါအငတ်ဘေးကြုံရတဲ့အခါမှာငါခဏကိုမှာအစီပမာဏပုံများနေမယ်အစီဆိုတာအရန်ကောင်းတဲ့လောင်စာ
အဲ့တော့ကြောင့်ငတ်ဘေးတန်ကိုငါခံနိုင်သွားမယ်အဲ့တော့ခမရအရန်ဘိုက်စားတယ်ပုံမှန်အတိုင်းလဲပြန်စားတယ်အဲ့တော့အစီကဝုန်းကနေတက်လာတယ်ဒါအပြင်အစီစက်အသစ်တွေလည်းပွားနိုင်လာတဲ့အတွက်ကြောင့်ဒီဆောက်နိုင်တဲ့အတွက်ကြောင့်အစီပမာဏပိုများတဲ့ပြဿနာကိုကြုံရတယ်ဒါဒီခဏကောကကျွန်တော်တို့ကာကွယ်တဲ့နည်းစနစ်အငတ်ဘေးတန်ကနေပေါ့နော်အစားကိုရုတ်တရက်ကြီးအငတ်ခံတဲ့ကယ်လိုရီကိုအရန်လျှော့စားတာလုပ်လိုက်တဲ့အခါမှာအစီကျသွားတော့ညာလေအစီဆဲတွေကလျော့သွားတာမဟုတ်ဘူးဒါပေမဲ့ပုံမှန်တိုင်းနဲ့ပြန်စားအောင်အစီဆဲအသစ်တွေပွားလာပြီးတော့များလာပြီးတော့ပို့ပြီးတော့အစီများတဲ့ခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ရအောင်နံပါတ်3ချက်ကတော့ body fat set point အဲ့တော့ body fat set point ဆိုတာကျွန်တော်ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်တို့အစီ cells တွေကိုစောင့်ကြည့်နေတဲ့တိုင်းတာနိုင်တဲ့တာမိုမီတာလို့ပဲကျွန်တော်တာမိုမီတာကအခန်းပူချိန်ဘယ်လောက်ရှိတယ်ကိုယ်ပူချိန်ဘယ်လောက်ရှိတယ်တိုင်းတာနေသလိုခန္ဓာကိုယ်မှာ lipostat ဆိုတာရှိတယ်ပြောချင်တဲ့ပဲမင်းအစီ cells ထဲမှာအစီပမာဏဘယ်လောက်ရှိနေလဲဆိုတာကိုတိုင်းတာနိုင်တဲ့ပစ္စည်းလေးရှိတယ်ကျွန်တော်တို့ဒီ lipostat လို့ခေါ်တဲ့အစီဘယ်လောက်စုနေလဲဘယ်လောက်ရှိနေလဲကိုတိုင်းတာနိုင်တဲ့ဒီပစ္စည်းလေးကကျွန်တော်တို့နှစ်ပေါင်းများစွာရှိနေတဲ့အစီပမာဏကိုသူကသိနေတယ်ပြောရရင်ခင်ဗျားအစီရာခိုင်နှုန်း 20% မှာနေနေဆိုရင်အစီရာခိုင်နှုန်း 20% ကို set point ဒါဒီငါပုံမှန်ရှိရမယ်အစီပမာဏအဲ့ဒါဒီငါရဲ့ set point ငါအဲ့ဒါကိုထိန်းဖို့ငါစူးစမ်းမယ်အဲ့ဒါကြောင့်မို့ပြပူလိုက်မယ်လူအများစု body fat percent တစ်ခုမှာတောက်လျှောက်အကြာကြီးနေနိုင်တယ်ဆိုတာအဲ့ဒါကြောင့်ဖြစ်တယ်ပေါ့နော်အဲ့တော့အစီ set point ကဘလို့အရေးကြီးလဲဆိုရင်အဲ့ set point အကူလျှော့သွားတယ်ပြောရရင်ဗျာကိုကအစားလျှော့စားလိုက်တယ် calorie လျှော့စားလိုက်တယ်အစီ cell ဆဲကအစီပမာဏလျော့သွားတဲ့အခါမှာကျွန်တော်တို့ဒီအစီကိုတိုင်းနိုင်တဲ့ပစ္စည်းလေးကမင်းတဲမှာအစီတော့လျော့နေပြီမင်းတစ်ခုခုလုံးမရမယ်အဲ့ဒါဘာလို့လဲဆိုရင် leptin လို့ခေါ်တဲ့ဟော်မုန်းကို short လိုက်တယ်အဲ့ leptin ဆိုတာဘာလဲဆိုတော့အစားစားခြင်းစိတ်ကိုထိန်းနိုင်တဲ့ဟော်မုန်းအဲ့ဟော်မုန်းကလျော့သွားတဲ့ကြောင့်အစားစားခြင်းစိတ်ကပိုဖြစ်လာတယ်အဲ့တော့ခဏကပြန်စားဖို့ကြိုးစားတယ်အကြောင်းမို့တော်ယုံတန်ယုံအစီချဖို့ခက်တယ်ဆိုတဲ့အကြောင်းကအဲ့ဒါအကြောင်းနဲ့ပါတယ်ပေါ့နော်ခဏကစောင့်ကြည့်နေတယ်ကိုအချိန်အတိုင်းတာတစ်ခုနှစ်များသွားထိန်းထားလာတဲ့နေထိုင်လာတဲ့အစီအကိုင်တုံးတစ်ခုကိုထိန်းထားနိုင်ဖို့ခန္ဓာကိုယ်အမြဲတမ်းကြိုးစားတယ်ပြောရရင်ဗျာသူ့ရဲ့ comfort zone ကြီးဒါဒီငါအတွက်တစ်လုံးနေလာတဲ့ပုံစံငါဒီမှာခန္ဓာကိုယ်ထိန်းထားဖို့ကြိုးစားမယ်လို့သူကအမြဲတမ်းလုပ်နေတာပေါ့နော်အဲ့ထက်ပိုပြီးသတိထားမယ့်အချက်က set point အသစ်တွေဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုး crash diet ရဲ့အစားရုပ်တရက်ကြီးအငတ်ခန္ဓာ calorie အများကြီး short စားတော့ခဏခဏလုပ်ရင်ခန္ဓာကိုယ်မှာကျွန်တော်ခုနပြောခဲ့သလိုပဲအစီ cell အသစ်တွေထွက်လာတယ်အစီ cell အသစ်တွေကအစီစုတယ်အဲ့တော့ခန္ဓာကိုယ်မှာအစီဆဲကပိုများလာလေလေအစီပမာဏပိုပြီးတက်လာလေလေအစီရခိုင်နှုန်းကပိုတက်လာတာအချိန်တစ်ခုကြာလာတဲ့အခါမှာဒါငါအတွက် new set point အသစ်တစ်ခုပဲဆိုပြီးတော့ဒီအစီရခိုင်နှုန်းပိုတက်တဲ့ပမာဏကိုသူကထိမ့်ဖို့ထက်ကြိုးစားတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီပြဿနာကြီးကြုံရတာပေါ့နော်နံပါတ်4ကတော့ metabolic adaptation တော့ metabolic adaptation ကဘာလဲကျွန်တော်ဇီဝဖြစ်စဉ်ကိုထိန်းညှိတယ်ချိန်ညှိတယ်ပေါ့နော်နားလည်အောင်ပြောရရင်ဗျာကိုကအစားခဏခဏ short စားတယ်ရုပ်တရက်ကြီးအငတ်ခံတဲ့ calorie short တာလုပ်တဲ့အခါမှာခန္ဓာကိုယ်ကဘာလို့လဲဆိုတော့ဇီဝဖြစ်စဉ်ကို short လိုက်တယ်အဲ့တော့နားလည်အောင်ပြောရမယ်ဆိုရင်ဗျာခန္ဓာကိုယ်ကမလိုအပ်ပဲနဲ့ energy ကိုများများမသုံးတော့ဘူးပြီး energy နည်းနည်းနဲ့များများလုပ်နိုင်အောင်သူကစူးစမ်းတယ်ပေါ့နော်ဘလို့ပြဿနာတွေဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့ဟော်မုန်းတွေပေါ့နော်အထူးသဖြင့် thyroid hormone ရဲ့ inactive form အလုံးမလုံးနိုင်သေးတဲ့ပုံစံဒီ T4 thyroid hormone ရဲ့အလုံးလုံးနိုင်တဲ့ပုံစံ active form ဒီ T3 အဲ့တော့ T4 ကနေ T3 ကိုပြောင်းတဲ့နှုန်းကို short လိုက်တယ်အဲ့တော့ thyroid hormone active form T3 ကနည်းလာတယ် T3 နည်းလာရင်ပါလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာလေ့ကျင့်ခန်းတွေပါတယ်လုပ်တင်ဖြစ်ပေါ်လာတဲ့အာရုံကြောစနစ် sympathetic system ကိုသူက short ချလိုက်တယ် sympathetic ဘာလို့လဲ sympathetic ဒီ energy အရန်သုံးရတယ်အဲ့ energy သုံးတဲ့ဖြစ်စဉ်တွေကိုသူက short ချဖို့ကြိုးစားတယ်အဲ့လိုနည်းနဲ့သူက adaptation လိုက်လုပ်တယ်ဒါအပြင်ချိုးကြံချွေတာဖို့ကြိုးစားတယ်အဓိပ္ပာယ်ကဘာလဲဆိုတော့ရှိရနဲ့ဖြစ်အောင်လုပ်ရှိရနဲ့ဖြစ်အောင်သုံးဖို့ကြိုးစားတယ်ပြောရရင်ဗျာနည်းနည်းနဲ့ brand နိုင်အောင်လုပ်တယ်အရင်တော့ဒီခရီးသွားဖို့စီနားကလန်ကုန်တယ်ဆိုရင်အခုခါမှာစီ4ကလန်နဲ့ရအောင်သွားဖို့ကြိုးစားတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်နားလည်လို့ရတယ်အဲ့မှာဘာသတိထားမိလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်တို့မသိလိုက်ပဲလုပ်နေတဲ့နေ့စဉ်လှုပ်ရှားမှုတွေရှိတယ်ဥပမာကျွန်တော်မျက်တောင်ခတ်တာကျွန်တော်တို့တမင်တကာလုပ်နေရမှာမဟုတ်ကျွန်တော်တို့မသိစိတ်ကနေသူ့ကိုထိန်းချုပ်ပြီးလုပ်နေတဲ့အရာတွေဒါမှမဟုတ်ကျွန်တော်တို့ခေါင်းကုတ်တာတွေဒါမှမဟုတ်ကျွန်တော်တို့သပင်တက်တာတွေလူမျိုးကျွန်တော်တို့မသိလိုက်ပဲဖြစ်သွားတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေဒီ subconscious ဒီလှုပ်ရှားမှုတွေကိုခန္ဓာကိုယ်က short လိုက်တယ်
ဥပမာဆိုရင်ကျွန်တော်တို့ကမတ်နေတဲ့အချိန်တွေကနေပဲပို့ပြီးတော့ထိုင်နေတယ်လို့ကိုင်းနေတာတွေပုံများလိုက်ခဏကအဲ့လိုမလိုအပ်တဲ့လှုပ်ရှားမှုတွေကို short လိုက်ပြီးတော့ energy ကို save ရအောင်လုပ်တယ် energy ကိုချွေတာပလိုက်တယ်နံပါတ်5ကျွန်တော်ညီကုန်းချုပ်အနေနဲ့ကျွန်တော်ပြန်အဆုံးသက်ကမယ်ဆိုရင် crash diet လို့ခေါ်တယ်ရုပ်တရက်အစာအငတ်ခံတာ calorie short စားလိုက်တာကိုခဏလုပ်တဲ့ခါမှာကျွန်တော်ခုနအရှိမပြောခဲ့သလိုပဲဇီဝဖြစ်စဉ်ကပိုနှေးလာမယ်အစီဆဲစေပိုစုလာမယ်အဲ့တော့ဘာပြဿနာဖြစ်လာလဲဆိုတော့ရေရှည်မှာ weight ကပိုတက်လာတဲ့ပြဿနာကိုကြုံရမယ်အစီပိုများလာတဲ့ပြဿနာကိုကြုံရမယ်အဲ့တော့ခဏရုပ်တရက်ကြီးအငတ်ခံတာတွေ crash diet လောက်တာသင်ကိုပိုဝါစေနိုင်တယ်ဆိုတော့ကျွန်တော်အဲကြောင့်ပြောတာပေါ့နော်အဲ့တော့ဒါတွေမကြုံချင်ဘူးဆိုရင်ရှင်းလေးဗျာအလုပ်သုံးနည်းကတော့ professional တွေသွားတကယ်စနစ်တကျ theory ရောလက်တွေရောကျွမ်းကျင်တဲ့ professional တွေသွားပါဒါမှမဟုတ်ဘူးကိုကကျွန်တော်ကိုယ့်မကိုလေးလောက်ကြည့်ချင်သေးတယ်လို့တွေးတယ်ဆိုရင်အကြီးဆုံးချက်က sustainable ရှေးထိန်းစားနိုင်မဲ့ပုံစံကိုအရင်စူးစမ်းပါရုပ်တရက်ကြီးအငတ်ခံမဲ့အစားအပြင်စာစားနေရတယ်မှာတစ်စင်အိမ်မှာချက်စားတာမျိုးတွေသမင်းကိုပိုးရှင်းပမာဏရှော့လိုက်တာမျိုးတွေအဲ့တော့ကိုဖြည်းဖြည်းချင်းထိန်းပြီးတော့လှုပ်သွားနိုင်တဲ့ပုံစံလေးတွေဖြည်းဖြည်းချင်းပဲပြောင်းသွားတဲ့အချင်းကိုလှုပ်နောက်ပြီးွားရင်ကိုဘလောက်စားနေတဲ့ကယ်လိုရီပမာဏကိုသိအောင်လှုပ်ဘလောက်ပမာဏဟာ protein ဘလောက်ပမာဏဟာ carbohydrate အဲ့ဒါလေးတွေသိအောင်လှုပ်နောက်ပြီးွားရင်အသားကိုလည်းတစ်လန်လောက်တိုးပြီးစားဒါအပြင်အလေးနေတဲ့လေ့ကျင့်တဲ့ resistant training ကိုလုပ်ပြီးအဲ့ဒါဆိုရင်ကြွက်သားပမာဏဆုံးရှုံးတာလည်းနည်းသွားမယ်ကြွက်သားတိဆောက်တဲ့နှုန်းလည်းပိုတက်လာတဲ့အတွက်ကြောင့်ကျွန်တော်များစွာထောက်ကူပြုတယ်ဒါကတော့ကျွန်တော်အကြမ်းမြင်ပြောတာပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ step by step ကိုတော့ကျွန်တော်နောက်နေ့ဗီဒီယိုတွေမှာကျွန်တော်ထပ်တင်ပေးမယ်ပေါ့နော်အဲ့တော့ဗီဒီယိုအဆုံးထိကြည့်ပြီးွားရင်မကြာခဏစနစ်တကျမလုပ်ထားတဲ့ diet တွေကိုလုပ်ပြီးတော့အငတ်ခံမယ်ဆိုရင်ခင်ဗျားဘာလို့ပိုဝနိုင်လာတာလဲပို့ပြီးတော့ weight တက်လာနိုင်လဲဆိုတဲ့အဖြေကိုသိပြီးထင်ပါတယ်ဒီနေ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအားလုံးအတွက်အကျိုးရှိမဲ့ဗီဒီယိုများနဲ့ဘာမှ miss ပြန်လာပါမယ် I'll be back